ကုသိုလ်ကောင်းမှုဆိုတာဘယ်ကုသိုလ်ကောင်းမှုပဲဖြစ်ဖြစ်အမြင့်ဆုံးအကျိုးကိုဥတည်ပြီးလုပ်မယ်ဆိုရင်အမြင့်ဆုံးအကျိုးတရားကိုရရှိနိုင်တာဖြစ်တယ်မြတ်စွာဘုရားသာသနာတော်ရဲ့လမ်းဆုံးပန်းတိုင်ဟာဘာလဲလို့ဆိုရင်အရဟတဖလပရိယောတနံဘဂဝတောသာသနံမြတ်စွာဘုရားရဲ့အဆုံးအမသာသနာတော်ရဲ့လမ်းဆုံးပန်းတိုင်ဟာအရဟတဖို့ပဲဖြစ်တယ်ဘုန်းကြီးတို့တွေဘာပဲလုပ်လို့ကောင်းတဲ့လုပ်တွေလုပ်နေသမျှဘယ်ကိုဥတည်နေရတယ်လဲဆိုရင်အရဟတဖို့ဆိုတဲ့တရားကိုဥတည်တယ်အရဟတဖို့ရမှနိဗ္ဗာန်ဆိုတာလည်းရမှာဖြစ်တယ်ပေါ့အဲ့တော့ရတ္တဖို့နဲ့ထိုရတ္တဖို့ရဲ့အာယုံဖြစ်တဲ့နိဗ္ဗာန်ဣရမေပုံညာနိဗ္ဗာနတပစ္စယောဟောတုဆိုပြီးကုသိုလ်ကောင်းမှုလုပ်သမျှဟာနိဗ္ဗာန်ရဲ့အထောက်အကူဖြစ်ပါစေဆိုပြီးဥတည်ပြီးတော့ချစ်ကြံကြုတ်ကိုအားထုတ်နေကြတာအဲ့တော့ဒီနိဗ္ဗာန်ကိုသွားဖို့ဆိုတာကုသိုလ်ကောင်းမှုမျိုးမျိုးရှိတဲ့တည်းဒါနကုသိုလ်နဲ့တိုက်ရိုက်သွားလို့ရလာလို့ဆိုဒါနကုသိုလ်နဲ့တိုက်ရိုက်သွားလို့မရဘူးဒါနကနိဗ္ဗာန်ရောက်ဖို့အတွက်အခြေအနေကောင်းတစ်ခုကိုဖန်တီးပေးနိုင်တယ်သီလကုသိုလ်နဲ့တိုက်ရိုက်သွားလို့ရလာဆိုသီလကုသိုလ်ကလည်းတိုက်ရိုက်သွားလို့မရဘူးအခြေအနေကောင်းတစ်ခုကိုဖန်တီးပေးနိုင်တယ်သို့တော်ဒါနသီလဆိုတဲ့ကုသိုလ်ကောင်းမှုဟာနိဗ္ဗာန်ရဲ့ပစ္စယလို့ဆိုတဲ့ဥပနိဒေယအကြောင်းတော်ဖြစ်တယ်သို့တော်နိဗ္ဗာန်ကိုသွားရင်ဘာလို့ဝိပဿနာကျင့်စဉ်ကိုကျင့်ရမှာဖြစ်တယ်အနိကအကြောင်းတရားကတော့ဝိပဿနာအကျင့်ကိုကျင့်ခြင်းပဲဖြစ်တယ်ထို့သုတ္တန်တွေမှာဟောပြောထားတဲ့အတိုင်းဖျားပဲဖြစ်စေပစ္စေကဗုဒ္ဓပဲဖြစ်စေယဟန္တာအရိယသူတော်စင်တွေပဲဖြစ်စေဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်တဏှာဝကလွတ်သွားတဲ့ကျင့်စဉ်ဟာတခုတည်းပဲအဲ့ဒီတဏှာဝကလွတ်သွားတဲ့ကျင့်စဉ်ကိုရသော်ဘုရားဆုံးမတဲ့သုတ္တန်တွေရပြောမယ်ဆိုရင်လုပ်ငန်းကိုဖော်ပြတဲ့အခါမှာနိဝရဏတရား၅ပါးကိုဖယ်ရှားပစ်ခြင်းတတိပဒံတရား၄ပါးပေါ်မှာမိမိစိတ်ကိုအခြေတည်ခြင်းနဲ့ဘုဇင်တရား9ပါးကိုပွားများခြင်းဆိုတဲ့ဒီကျင့်စဉ်နဲ့သာလျှင်တဏှာဝကထွက်ပေါက်ရပါတယ်ဥပမာဘာနဲ့တူတယ်လဲလို့ဆိုရင်ရှေးခေတ်ကနေချားဒေသတွေမှာကင်းမြို့အနေနဲ့တစ်ဖက်ကရန်သူတွေမလာနိုင်အောင်တကားတစ်ပေါက်ထဲသာရှိတဲ့မြို့တိဆောက်ပြီးတော့ထားကြတယ်အဲ့ဒီကနေပြီးလုံခြုံရေးကိုတင်းကျပ်ထားအဲ့ဒီမြို့မှာဝင်ပေါက်တစ်ပေါက်ထဲပဲရှိတယ်တတိုင်းနေလုံပိတ်ပြီးခမ်းမြင့်မြင့်ဆောက်ထားလို့ဝင်ပေါက်ကတစ်ပေါက်ထဲရှိတကားမှုကမြို့ကိုပတ်ပတ်လဲလှည့်သွားပြီးတော့တတိုင်းတွေကိုစစ်ဆေးကြည့်တယ်ဘယ်နေရာမှာကျိုးနေတာပေါက်နေတာရှိတယ်လဲလို့လှည့်ပြီးတော့စစ်ကြည့်လိုက်တဲ့အခါကြောင်တကောင်ဝင်စားလောက်အောင်တောင်အပေါက်မရှိဘူးလုံးဝလုံခြုံပြီးတော့စိတ်ချရတယ်ဆိုတဲ့အခါမှာသူပါဆုံးဖြတ်တယ်ဒီမျိုးထဲဝင်တဲ့လူတွေသို့မဟုတ်ဒီမျိုးကထွက်သွားတဲ့လူတွေဟာဟောဒီတကားပေါက်ကကြီးပဲဝင်ပြီးဒီတကားပေါက်ကကြီးပဲထွက်တယ်လို့ဆုံးဖြတ်ချက်ချနိုင်တယ်လို့ပဲတဲ့နိဗ္ဗာန်ကိုထွက်ဖို့အတွက်တဏှာဝကထွက်ဖို့နိဗ္ဗာန်ကိုဝင်ဖို့ဆိုတာဒီတကားတစ်ခုတည်းပဲရှိတယ်အဲ့ဒီတကားဟာဘာလဲလို့ဆိုနိဝရဏတရား၅ပါးကိုဖယ်ရှားပေးခြင်းအဲ့တော့နိဝရဏတရား၅ပါးဆိုတာဘာလဲနမတိကကာမိသန္တကာမဆိုတာလိုချင်စရာအာယုန်ဒီပေါ်မှာသန္တလိုချင်တွေ့တာနေတဲ့တဏှာလိုချင်စရာအာယုန်တွေကိုလိုချင်နေတဲ့တဏှာသည်လူတွေရဲ့တဏှာမှာဖြစ်နေပြီဆိုလို့ရှိရင်နိဝရဏလို့ဆိုတဲ့အတိုင်းအဆုတ်အပိတ်ကြီးဖြစ်လာနိဗ္ဗာန်ကိုသွားဖို့အတွက်ပိတ်ဆို့ထားတဲ့နေရာကြီး
နိဗ္ဗာန်ကိုသွားဖို့ဘယ်လို့မှမသွားနိုင်ဘူးဒီနိဝရဏကဆုတ်ပိတ်ထားဥပမာမဲ့ရေမြောင်းမှာအမိုက်တရိုက်တွေဆုတ်ပိတ်နေလို့ရှင်အဲ့ဒီရေမြောင်းကရေတွေမသွားနိုင်တော့အဲ့ဒါလိုပဲနိဗ္ဗာန်ကိုသွားဖို့အတွက်ဟောဒီကာမဂုဏ်အာယုန်တွေပေါ်မှာဆန္ဒရှိနေမှုတွေ့တာမှုတွေရှိနေမှုသည်အပိတ်အဆိုးကြီးပဲဖြစ်တယ်ဒီအပိတ်အဆိုးကြီးမဖွင့်နိုင်တဲ့မြတ်နိဗ္ဗာန်ကိုစီးဝင်သွားနိုင်ဖို့မရှိဘူးတဲ့ဒါကြောင့်မို့ကာမိဆန္ဒလို့ခေါ်တယ်မျက်စိကမြင်ရတဲ့အာယုန်တွေပေါ်မှာကျင့်တတ်မှုနှစ်သက်မှုတွေ့တာမှုနားကကြားရတဲ့အတန်ပေါ်မှာตาရမှုတွေ့တာမှုနှာခေါင်းကနမ်းရှူရတဲ့အနတ်အာယုံပေါ်မှာตาရမှုတွေ့တာမှုလျှာနဲ့လျက်ရတဲ့အရသာအာယုံပေါ်မှာတွေ့တာမှုตาရမှုခန္ဓာကိုယ်နဲ့ထိတွေ့တဲ့အထိတွေ့တွေပေါ်မှာตาရမှုတွေ့တာမှုလို့ဆိုတာတွေဟာနိဗ္ဗာန်သွားဖို့လမ်းကြောင်းကြီးကိုဆုတ်ပိတ်ထားတာပဲဖြစ်တယ်ပေါ့ဒါကြောင့်နိဗ္ဗာန်ရောက်ချင်သလားဆိုရင်ဒီနိဝရဏကိုဖယ်ရှားပြဖို့လိုတယ်နိဝရဏရဲ့အဓိပ္ပာယ်ကိုဆုတ်ပိတ်ခြင်းလို့အဓိပ္ပာယ်ရဆုတ်ပိတ်ထားသည့်အတွက်ကြောင့်ဘာတွေဖြစ်တုံဆိုစေတသောဥပိ္ပခိလေတေစိတ်ကိုညှဉ်းနှွမ်းသွားစေတတ်တဲ့စိတ်ကိုပူလောင်သွားစေတတ်တဲ့ဟောဒီလောဘစိတ်ကိုပူလောင်စေတယ်စိတ်ကိုညှဉ်းနှွမ်းစေတယ်ဒါရင်လားလို့ဆိုမဟုတ်ဘူးပညာယဒုပ္ပလိကရဏေစဉ်းစားဉာဏ်နဲ့အားပြော့သွားစေနိုင်တယ်နိဗ္ဗာန်သွားဖို့အတွက်ထက်မြက်တဲ့အသိဉာဏ်တွေဆုံးရှုံးသွားနိုင်တယ်အားပြော့သွားနိုင်တယ်ဒါကြောင့်နိဝရဏတရားကိုမဖယ်ရှားဘဲနဲ့နိဗ္ဗာန်ဆိုတာဘယ်လိုနည်းနဲ့မှမရောက်နိုင်ဘူးနိဝရဏတရား၅ပါးတည်းကကာမိသန္တာနိဝရဏကိုဖယ်ရှားဖို့ကြိုးစားမယ်ဘာနဲ့ဖယ်ရှားမလဲလို့ဆိုရင်ခုပြောတဲ့မေတ္တရားနဲ့ဝိပဿနာကျင့်စဉ်ကိုကျင့်ပြီးတော့မေတ္တရားနဲ့ဖယ်ရှားရမှာဖြစ်တယ်ဖို့တရားတွေနဲ့ဖယ်ရှားဖြစ်တယ်နောက်တစ်ခုကဘာလို့ဆိုရင်ဒုစရကာမဂုဏ်အာယုန်ဒီပေါ်မှာตาယာတွေ့တာနေုံမြတ်မကထိုตาယာတွေ့တာမှုဆုံးရှုံးသွားပြီဆိုလို့ရှိရင်မကြည်မနှက်ဖြစ်တယ်ရတာလေးလက်လွတ်ဆုံးရှုံးသွားရင်မကြည်မနှက်တွေဖြစ်တယ်မရလို့ရှိရင်လည်းမကြည်မနှက်တွေဖြစ်တယ်အဲ့ဒါကိုဗျာပါဒလို့ခေါ်တယ်ဒါကြောင့်မို့ကာမိသန္တာနဲ့ဗျာပါဒဟာတွဲဖက်ပြီးတော့နေတယ်ကာမိသန္တာဆိုတဲ့ကာမဂုဏ်အာယုန်တွေပေါ်မှာတွေ့တာမှုရှိလို့ဗျာပါဒဆိုတဲ့မကျေနပ်မှုတွေကလည်းဖြစ်ပေါ်လာတတ်တယ်အဲ့ဒီမကျေနပ်မှုဆိုတဲ့အရာဟာလည်းပဲနိဗ္ဗာန်တကားပေါက်ကြီးကိုပိတ်ဆို့ထားတဲ့အရာပဲဖြစ်တယ်ဒါကိုလည်းဖယ်ရှားပြစ်နိုင်ရမှာဖြစ်တယ်နောက်တစ်ခုကဘာလို့ဆိုရင်ဥဒိစ္စကုက္ကုစအာယုန်လေးတစ်ခုပေါ်မှာစိတ်ကိုတင်လိုက်တဲ့အချိန်မှာလွင့်ပြန်ပြီးတော့သွားတယ်စိတ်တည်ငြိမ်မှုတွေဆုံးရှုံးနေတယ်စိတ်တွေလေလွင့်နေတယ်စွတ်စည်းလို့မရဘူးဆိုတဲ့ဥဒိစ္စဖြစ်ပေါ်လာတဲ့အရာပေါ်မှာမကြေမနက်ဖြစ်ပြီးစိတ်ပူလောင်နေတယ်ဆိုတဲ့ကုက္ကုစထိနမိတ်တာလို့ဆိုတဲ့စိတ်အားတွေလျော့ကျမှုကိုယ်အားတွေလျော့ကျမှုကုသိုလ်ကောင်းမှုနိဗ္ဗာန်သွားဖို့အလုပ်လုပ်တဲ့အခါမှာစိတ်အားကိုယ်အားတွေပျော့ညံ့ပြီးနောက်တွန့်သွားတာထိနမိတ်တာဝိသိကိစ္စဒီလမ်းကြောင်းပေါ်မှာမမှန်ကန်ကန်မဆုံးဖြတ်နိုင်မဲနဲ့ရပ်တန့်သွားစေအောင်ဒီလမ်းဟာနိဗ္ဗာန်ရောက်ကြောင်းလမ်းမဟုတ်ကလားလို့တွေးတောဆင်ခြင်ပြီးတော့လျှောက်လန်းရမယ့်ခရီးကိုမလျှောက်လန်းတော့ဘဲနဲ့ရပ်တန့်သွားစေတတ်တဲ့ဝိသိကိစ္စလို့ခေါ်တယ်ဒါတွေကိုနိဝရဏတရားလို့ခေါ်တယ်ဒီတရားတွေရှိနေသမျှကာလပတ်လုံးဘလောက်ပဲနိဗ္ဗာန်ရပါရစေလို့ဆုတောင်းဒီအပိတ်ဆို့ကြီးကိုမရှင်းနိုင်သမျှကာလပတ်လုံးနိဗ္ဗာန်ဆိုတာတွေ့မှာမဟုတ်ဘူးရောက်မှာလည်းမဟုတ်ဘူးကိလေသာတွေကိုဖယ်ရှားနိုင်တဲ့အကျင့်တရားကိုလည်းကျင့်နိုင်မှာမဟုတ်ဘူးဒါကြောင့်မို့ဟောဒီနိဝရဏတရားတွေကိုဖယ်ရှားရမယ်ဒါဖြင့်ဘာနဲ့ဖယ်ရှားရမလဲလို့ဆိုရင်တ
တိပဋ္ဌာန်တရား၄ပါးပေါ်မှာစိတ်ကိုအာရုံစိုက်ပြီးတော့အခြေတည်ပြီးတော့ဖယ်ရှားရမှာဖြစ်တယ်ပေါ့ကာယေကာယ ानु ပတိဝိဟရတိအာတာပိတမ္ပဇာနောတတိမာဝိနည်းလောကေအဘိစ္ဆာဒေါမနတံမာတတိရဏသုတ်ပါဟောထားတယ်မိမိတဏ္ဍမှာရှိတဲ့ကာယပေါ်မှာကာယလို့အမှန်ကန်ရှုမြင်သုံးသပ်အဲ့လိုရှုမြင်သုံးသပ်တဲ့အခါမှာအာတာပိပေါ့ရော့မဟုတ်ဘူးပြင်းထန်ကြိုးစားရမယ်တမ္ပဇာနောစဉ္ညတုံတရားရှိဖို့လိုတယ်တတိမှာတတိရှိဖို့လိုတယ်တတိရဲ့ပညာရဲ့ဝိရိယရဲ့အဲ့ဒီတရား၃မျိုးမဂ္ဂင်၈ပါးနဲ့ပြောမယ်ဆိုရင်တတိမာကသမ္မာတတိကိုပြောတာအာတာပိကသမ္မာဝါယာမကိုပြောတာတမ္ပဇာနောကသမ္မာဒိဋ္ဌိကိုပြောတာရှုမှတ်မှုကသမ္မာသမာဓိဆိုလိုတယ်အဲ့တော့ဒါတွေမပါပဲတရားအထုတ်တယ်ဆိုမဖြစ်နိုင်ဘူးကြိုးစားရမယ်ဝိရိယတတိရှိရမယ်စဉ္ညတုံတရားအသိဉာဏ်ရှိရမယ်မိမိအာယုန်နဲ့ပတ်သက်ပြီးအမှန်သိတဲ့သမ္ပဇဉ္ညာသမ္ပဇာနာတရားရှိရအဲ့ဒီတတိယဝိရိယရဲ့တတိယပညာရဲ့ဆိုရက်ဒီအရေးကြီးတဲ့အချက်၃ချက်မိမိတဏ္ဍမှာတည်ဆောက်ထားပြီးတော့မှန်စွာမြင်တဲ့သမ္မာဒိဋ္ဌိအမှန်ကန်တွေးတဲ့သမ္မာသင်္ကပ္ပဆိုတဲ့ဒီတည်ငြိမ်မှုဆိုတဲ့သမ္မာသမာဓိလို့ဆိုအလုံးပေါင်းလိုက်တော့မဂ္ဂင်၅ပါးအဲ့ဒီမဂ္ဂင်၅ပါးဟန်ချက်ညီအလုံးလုံးနေတာကိုပဲတတိပဋ္ဌာန်တရားပွားများနေတယ်လို့ပြောတာနော်တတိပဋ္ဌာန်တရားပွားများနေတယ်လို့ဆိုတာအဲ့ဒါမလုပ်ဘဲနဲ့နိဗ္ဗာန်ဘယ်လိုမှမရဆိုပါစို့ထွက်လေဝင်လေလေးပေါ်မှာအာယုစိုက်နေပဲဆိုရင်အာယုမစိုက်နိုင်မှုဆိုရင်ဘာတွေဖြစ်နေလဲမြင်တဲ့အာယုပေါ်မှာကြိုက်လိုက်ကိုမကြိုက်တဲ့အာယုဆိုမုန်းလိုက်နော်ကောင်းတဲ့အာယုနှစ်သက်စရာအာယုလေးနဲ့တွေ့ရင်လောဘဖြစ်လိုက်မနှစ်သက်စရာအာယုနဲ့တွေ့ရင်ဒေါသဖြစ်လိုက်ဒီလိုနေတာကိုအဲ့တော့မိမိတဏ္ဍမှာရှိနေတဲ့ထွက်လေဝင်လေလေးပေါ်မှာအာယုစိုက်ပြီးတော့ဒါလေးကိုမပြတ်သိနေဖို့ကြိုးစားတာကသမ္မာဝါယာမဒီထွက်လေဝင်လေလေးပေါ်မှာစိတ်ဆိုင်ထားတာကသမ္မာတတိဒီအာယုံလေးပေါ်မှာစိတ်ငြိမ်သွားတာကသမ္မာသမာဓိဒီအာယုံလေးပေါ်မှာသာစဉ်းစားပြီးစိတ်ကိုဒီအာယုံလေးပေါ်မှာတင်ပေးနေတာကသမ္မာသင်္ကပ္ပအမှန်သိနေတာကသမ္မာဒိဋ္ဌိလို့ဆိုမဂ္ဂင်၅ပါးရှိတယ်အဲ့ဒီမဂ္ဂင်၅ပါးနဲ့အလုံးလုံးပြီးတော့ဝိနည်းလောကေအဘိစ္ဆာဒေါမနတံနဲ့အဲ့ဒီရှုမှတ်နေတဲ့အာယုံပေါ်မှာတွေ့တာချင်းဆိုတဲ့လောဘမကျေနပ်ခြင်းဆိုတဲ့ဒေါမနတသို့မဟုတ်ဒေါသပြာပါဒဒီအဓိကនិဝရဏတရားနှစ်ခုကိုဖယ်ရှားပြီးတော့ကမ္မထံလုပ်ကိုအားထုတ်နေတာဟာနိဗ္ဗာန်ကိုရောက်အောင်သွားနေခြင်းပဲဖြစ်တယ်ပေါ့ဒီလိုမသွားဘဲနဲ့နေတဲ့ပုဂ္ဂိုလ်တွေကရပ်နေတာဖြစ်တယ်နိဗ္ဗာန်ကိုဆုတောင်းပြီးတော့နိဗ္ဗာန်ဘက်ကိုခြေလန်းတလန်းမှမလှည့်ပဲကြောပေးနေတဲ့ပုဂ္ဂိုလ်တွေကဣရမေပုံညာနိဗ္ဗာန်တပစ္စယောဟောတုဆိုလို့ရလာမှာတော့မဟုတ်သေးဘူးနော်ဒါကြောင့်မလို့နိဗ္ဗာန်ကိုကြောပေးနေတာမျိုးမဟုတ်ပဲနဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုဖို့ရာအတွက်ဥတည်ပြီးတော့ဒီဝိပဿနာကျင့်စဉ်တစ်ခုကိုကျင့်နေတာအဲ့ဒါကိုဆိုလိုတယ်ကာယ ानु ပဒနာတတိပဋ္ဌာန်ပဲကျင့်မိမိစိတ်ရဲ့ခံစားမှုဝေဒနာကိုပဲရှုတာပဲဖြစ်ဖြစ်မိမိရဲ့စိတ်အခြေအနေတစ်ခုကိုရှုတာပဲဖြစ်ဖြစ်ကြံတဲ့တရားဓမ္မတွေကိုရှုတာပဲဖြစ်ဖြစ်ကာယ ानु ပဒနာဝေဒနာ ानु ပဒနာစိတ် ानु ပဒနာဓမ္မ ानु ပဒနာဆိုတဲ့
တတိရဲ့အာယုံပေါ်မှာမဂ်ခင်၅မျိုးနဲ့အလုံးလုံးနေခြင်းဟာဝိပဿနာကျင့်စဉ်ကိုကျင့်နေခြင်းပဲဖြစ်တယ်ဒါကိုဆိုလိုတယ်ဒီကျင့်နေခြင်းဒီပင်နိဝရဏတရား၅ပါးတို့ကိုဖယ်ရှားနေခြင်းပဲဖြစ်တယ်အေးနိဝရဏတရားကို၅ပါးကိုဖယ်ရှားပြီးတတိပဋ္ဌာန်အာယုံ၄မျိုးပေါ်မှာစိတ်ကိုစိုက်ထားဘုဇင်9ပါးကိုပွားလို့ဆိုတဲ့ဒီကျင့်စဉ်ဟာတခုတည်းသောနိဗ္ဗာန်တရားကြီးကိုဖွင့်ပေးတဲ့ကျင့်စဉ်ပဲဖြစ်တယ်အရတ္တဖလပရိယောဒနာဘဂဝတောသာသနာလို့ဆိုတဲ့အတိုင်းမြတ်စွာဘုရားရဲ့အဆုံးအမသာသနာတော်ကြီးလမ်းဆုံးပန်းတိုင်ဖြစ်တဲ့အရတ္တဖို့ကိုဆက်ရောက်စေတဲ့အကျင့်ပဲဖြစ်တယ်လို့ဒီလိုထို့သုတ်တံမှာဟောထားတာရှိတယ်အဲ့တော့ဒီလမ်းကလွဲလို့သွားเสียမရှိဘူးဘယ်ကပ္ပဋ္ဌာန်းရိပ်တာပဲဖြစ်ဖြစ်ဘယ်တရားပဲအထုတ်ဘယ်နည်းနဲ့ပဲသွားနိဝရဏတရားပယ်ဖို့လိုတယ်တတိပဋ္ဌာန်အာယုံ၄မျိုးမှာစိတ်ဖို့လိုတယ်ဘုဇင်9ပါးတိုးပွားလာအောင်ကြိုးစားဖို့ပဲလိုတယ်ဒါလမ်းမှန်ပဲသူအမှန်နဲ့ငါအမှန်နဲ့ညင်းเสียမလိုဘူးမြတ်စွာဘုရားဟောထားတဲ့တရားတွေရှိတယ်ကိုရှုမှတ်နေတဲ့တရားဟာဒီထဲကလားဆိုတာပဲစစ်ဆေးဖို့လိုတယ်ပေါ့နော်ဒါကြောင့်